ရှေးအောင်အနုပညာတွေကိန်းဝတ်ရာညငေါ်တို့ရဲ့ဂုံယူရာပကံမီဟာဇေဒီပထိုးပေါင်းများစွာနဲ့ပြည့်နှက်နေပါတယ်။ဒါပေမဲ့ပကံကိုရောက်တဲ့အခါဒီဖျားလေးစုကိုတော့မနှက်စားမစားခင်တနေ့တဲ့အပီဖူးမှဖြစ်မယ်ဆိုတဲ့စကားကိုသင်ကြားဟူပါသလား။ဒါဟာရိုးရိုးဖျားဖူးတာတဲ့ပို့ပါတယ်။ရှေးရခင်ကတည်းကအဋိဋ္ဌံအောင်မြင်တဲ့စူတောင်းပြည့်တယ်လို့ကြော်ကြားတဲ့အာယုံခံလေးစုအကြောင်းကိုဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ကအသေးစိတ်တင်ဆက်ပေးသွားမှာလားအာယုံခံလေးစုဆိုတာပကံခေတ်ရဲ့အထင်ကရမင်းတစ်ပါးဖြစ်တဲ့အလောင်းစီသူမင်းကြီးတည်ထားခဲ့တာပါမင်းကြီးဟာတိုင်းခန်းလဲလဲတဲ့အခါသူ့ရဲ့ဖောင်တော်ဆက်ရောက်ရာအရာလေးမျက်နာမှာအာယုံခံပြီးဇေဒီလေးစုတည်ခဲ့ပါပဲဒီဖျားတွေကိုတနေ့တည်းအပီဖူးရမယ်ဆိုတဲ့အယူအဆကတော့အဋိဋ္ဌံဝင်တဲ့သဘောပါပဲမနက်စောစောအာယုံတက်ချိန်ကနေနေမပူခင်အပီဖူးမြော်နိုင်ရင်မိမိတန့်တာတဲ့စုတစ်ခုအမှန်တကယ်ပြည့်ဝတတ်တယ်လို့အစင်အစစ်ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်ပထမဆုံးသွားရမှာကတော့ငါတယောက်လမ်းပေါ်မှာရှိတဲ့ရွှေခွန်ချာဖျားပါဒီဖျားဟာမင်းကြီးရဲ့ဖောင်တော်ဦးစိတ်ကက်ရာနေရာမှာတည်ထားတာလို့ဆိုပါတယ်မနက်စောစောလေအေးအေးလေးမှာပထမဆုံးအဒီးချံကိုဒီမှာစတင်ရပါနဲ့ဒုတိယအဆင့်ကတော့မင်းနန်သူရရွာအနီးကဆူလာမနီမှာဆူလာမနီဆိုတာအဖိုးတန်ကြောက်မြတ်လို့အတိတ်ပဲရပါတယ်ဒီဖျားရဲ့နယံစေးရေးပန်းကြီးတွေဟာပကံတဲ့အနုစိတ်ဆုံးအနုပညာတွေပါပဲဒီမှာအာယုံပြုရင်စိတ်ကိုငြိမ်းချမ်းအောင်ထားရပါမယ်တတိယကတော့လူသိများတဲ့ထီးလိုမင်းလိုဖျားပါမင်းအဖြစ်ရွေးချယ်ခံရဖို့ထီးဖြူဆောင်ရမှာအလောင်းစီသူမင်းကြီးရဲ့သားတော်နားတောင်းများမင်းထီးလိုမင်းလိုဖက်ကိုထီးညွတ်ခဲ့တဲ့နေရာပေါ့အောင်မြင်မှုနဲ့ယာရုဌာနန္တရအတွက်စုတောင်းသူတွေအဓိကအားကိုးရာဖျားလဲဖြစ်ပါလေနောက်ဆုံးပန်းတိုင်ကတော့ဝက်ကြီးအင်းဂူပြောက်ကြီးပါဒီဖျားကိုအကီးဖူးမြော်လိုက်တဲ့အချိန်မှာသင်ဟာအာယုံခံလေးစုအဋိဋ္ဌံကိုအောင်မြင်စွာပြီးမြောက်သွားပြီဖြစ်ပါတယ်။ဖျားလေးစုလုံးဖူးပြီးသွားတဲ့အခါခံစားရတဲ့ကြည်နူးမှုဟာဖော်ပြလို့မရအောင်ပါပဲ။အဓိကကတော့ဖျားဖူးရင်းနဲ့ရရှိလာတဲ့စိတ်တည်ငြိမ်မှုနဲ့ကုသိုလ်စေတနာပါပဲ။သင်လဲပကံကိုရောက်ရင်ဒီခရီးစဉ်လေးအတိုင်းတစ်ခါလောက်လက်တွေဖူးမြော်ကြည့်ဖို့တိုက်တွန်းခြင်းပါရဲ့။အားလုံးပဲလိုရာဆူတောင်းပြီးပြည့်ဝကြပါစေခင်ဗျာ။တာဒုတာဒုတာဒု